မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့စတင်ပြီးတော့စာအုပ်လေးတွေကိုစတင်ပြီးဖတ်ပြပေးမှာဖြစ်ပါတယ်ဒီနေ့ပထမဦးဆုံးအနေနဲ့ကျွန်တော်ရဲ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ယေနာသုံးပါးကျေးဇူးဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်ဆရာကြီးဓမ္မစတိယဦးထေးလိုက်ရေးသားထားတဲ့စာအုပ်လေးပေါ့နော်အခုပထမဆုံးအနေနဲ့ကျွန်တော်အမှားစာထဲမှာစာပိုင်လေးကိုစတင်ပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ်ခေါင်းစဉ်လေးကတော့ပြောမယုံကြုံဘူးအောင်လုပ်ဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်။ယေနာသုံးပါးကျေးဇူးတွေကတော့ပြောလို့မကုန်ပါဘူး။ပြောလို့မကုန်တဲ့ကျေးဇူးတွေကတစ်ခုလောက်ကိုယ်တိုင်သိဖို့ကအရန်ကိုရည်ကြီးပါတယ်။ကျွန်တော်ကတော့ဟိုတစ်ခုကိုအမြဲတမ်းလုပ်ထားပါတယ်။မနေ့အိယာထတာနဲ့ဆန်အိုးတွေကလက်လက်စာကိုယူပြီးအစာရှာထွက်လာစကြီးတွေငှက်တွေကိုကျွေးတာနှစ်20ရှိပါပြီ။မျက်နှာသိရင်အရက်စင်မျက်နှာမေတ္တာပို့ရင်းနဲ့သူတို့လေးတွေဝမ်းသာအားရစားနေကြတာကိုကြည့်ပြီးဖြစ်ရတဲ့ပီတိဟာအလွန်ငြိမ်ချက်ရပါတယ်။သစ္စာဆိုလို့ရအောင်နေ့စဉ်ကိုထားပြီးပြုလုပ်ပြပါတယ်။ဤသာထင်ရှားလာတာကတော့ဒီတစ်သက်မှာဘယ်နည်းနဲ့မှကျွန်တော်အတွက်ငတ်တယ်ဆိုတာမဖြစ်နိုင်ဘူး။ဒုဗိခန္ဓာကမဆက်ရောက်နိုင်ဘူးဆိုတဲ့တာရကအချင်းချင်းကိုတွေ့ကြုံရတဲ့ပြင်စီးပွားရေးမှာလည်းအစမပြေတာရဲ့လို့မရှိခဲ့ပါဘူး။တနည်းနည်းနဲ့လွယ်လွယ်ကူကူပြေးလဲသွားတာကြီးပါပဲစိတ်ထဲအများကြီးချမ်းသာရပါတယ်သီလသမာဓိရှိတဲ့သူတော်သူကောင်းတွေကိုသာကျွေးမွေးလူတန်းရရင်ဘလောက်များအကျိုးကျေးဇူးကြီးတယ်ဆိုတာကိုဟောဒီကြီးတွေငှက်တွေကဟောတာနဲ့ကျွန်တော်အများကြီးသဘောပေါက်သွားပါပြီဒီအကြောင်းအရာလေးကိုတော့ယဉ်ကျေးမှုရရှိဦးကျော်ဝင်းရန်ကုန်ကနေပြီးတော့အမှားစာလေးနဲ့ထည့်ထားတဲ့အကြောင်းအရာလေးဖြစ်ပါတယ်နောက်ထပ်အမှားစာအကြောင်းအရာလေးတွေကိုလည်းကြားသိချင်သေးတယ်ဆိုရင်ဒီဗီဒီယိုလေးကိုပဲဆက်ပြီးတော့ကြည့်ရှုပေးဖို့အားလုံးကိုမြင်နိုင်ရခံပါတယ်